AC ဘူးတောက်တယ်မှာလုံးရရှိရလုံးတယ်ဆောင်းမှာကတန်ရှင်းလောက်ရပဲရှိတယ်ပြီးမှ AC ဘူးတောက်ဘာလို့တောက်လဲဆိုရင်ဟာဘယ်မှာအမေ message ကိုပဲနေတာအဲ့ဒါနောက်ပြီးရင်ကားပဲကျွတ်တိုင်းတော့သွားရတာလောက်ကောင်းအဲ့တို့မီတို့ပြင်ပြောရတော့ကွာဆိုင်းတော့ဟုတ်တယ်ဆိုင်းတော့ဖြစ်နိုင်တယ်ဒါပေမဲ့အစိုးရကအချင်းကြီးရှိခဲ့ကွာဘာပြောတော့ငါမှတေချာရဲ့စိတ်တစ်ခုကွာသူတို့ကွာသူတို့နေများကွာဟိုငါးကြောက်အဲ့လိုသူတို့တူနေနေတာမဟုတ်ပဲနဲ့ကွာတို့ဟာတို့ဘယ်လိုဥစောတို့အနိတနာတို့လိုငါတို့ဦးတွေကွာဟိုဟုတ်တယ်လားဟိုတော်လေးတို့လိုအဲ့လိုမျိုးကွာသူများတချို့အဲ့ဘောလင်းများရဲ့အဲ့လိုမပြိုမကွဲပဲအဲ့လိုရှိသေးတယ်နော်ကွာဒီကဟိုတို့မေအဲ့လိုမျိုးမနေကြည့်ကြတော့နည်းစိန်ကောင်းလို့ပါကွာတို့တစ်ခါမှကွာဟိုအဲ့လိုမျိုးကွာဟိုပစ္စည်းဥစ္စာပေါ့နော်အဲ့လိုမျိုးဟိုကမန်းလို့ဆိုလို့ရှိရင်ကွာအားလုံးပြောရဲဆန်ငယ်ဝိဒကိစ္စဟိုကကောင်းဝိဒကိစ္စဘယ်လိုမှအိမ်ဟောနော်ဟိုအိမ်နဲ့ပတ်တော့အိမ်စာချုပ်ဟိုဟာတော်တူဘယ်နှခါငါတခါမှဟိုအမွေတောင်းတာမျိုးလဲသူများတို့တခါမှမလုပ်ခဲ့ဘူးဟိုမေးလည်းမမေးခဲ့ဘူးရှိဟိုတော့တိလည်းမတိကွာခိုင်းတိအောင်မတိဘူးเนาะအဲ့လိုမျိုးဟိုအဲ့အရှင်ကွာအတိဓာကြီးအဲ့ကိုယ့်ကိုစဉ်းစားတော့တို့မေဘူးတော်ပါလေ